လောက်အားကဆိုတာဟာအလုတ်ရှင်အတွက်အလုတ်လုပ်ပေးရမှအလုတ်ရှင်မှပေးအပ်သောငွေကြေးဖြစ်ပါတယ်။နာရီစား၊နေ့စား၊လစား၊အထည်ကောက်ဒါဇင်စားလောက်ကင်ခြင်းတွေကြောင့်အလုတ်ရှင်မှလောက်အားကအစားစံဟင်းသီးဟင်းရွက်နဲ့အဝတ်အစားများကိုပေးလို့မရပါ။အလုတ်သမားတွေအနေနဲ့အနှိမ့်ဆုံးလောက်အားကနဲ့တူနေတဲ့သို့မဟုတ်နည်းသောသူများအတွက်တွက်ချက်ပုံမှာအနှိမ့်ဆုံးလောက်အားကအစား8နာရီညီမျှခြင်း1နာရီအတွက်လောက်အားကပါဥပမာပြောရမယ်ဆိုရင်2018ခုနှစ်မှာမဲဆောက်မှာသတ်မှတ်ထားတဲ့အနှိမ့်ဆုံးလောက်အားကဟာတစ်နေ့မှာ148ဘတ်ဖြစ်ပေမဲ့အလုတ်ရှင်ကအလုတ်သမားတွေကိုတစ်နေ့ကို120ဘတ်သာပေးခဲ့ပါတယ်။ဒါကြောင့်မလို့တနာရီလောက်အားကဟာ148ဘတ်အစား8နာရီဆိုရင်တနာရီကို18ဘတ်ရမှာပါ။လကစားအလုတ်သမားများရဲ့တနာရီလောက်အားကမှာရရှိသောလစာအစား30ရက်အစား8နာရီညီမျှခြင်းတနာရီလောက်အားကပါဥပမာအနေနဲ့ရှမ်းအမျိုးသမီးနန်းထောင်းဟာစက်ရုံချုပ်တစ်ခုမှာအလုပ်လုပ်ရတစ်လကိုလောက်အားက9100ပဲရရှိပါတယ်သူ့ရဲ့တနာရီအတွက်လောက်အားခကိုတွက်မယ်ဆိုရင်9100ပဲအစား30ရက်အစား8နာရီဆိုရင်သူ့ရဲ့တနာရီလောက်အားခက21.25ပဲရရှိမှာပဲဖြစ်ပါတယ်ရှင်ရွှေပြောင်းအလုတ်သမားတွေအနေနဲ့အလုတ်ချိန်ကိုအတိအကျမသိပါကလွယ်ကူစွာမှတ်သားထားရမယ့်အချက်ကတော့တစ်နေ့မှာအလုတ်ချိန်8နာရီကျော်သွားရင်ကျော်သွားတဲ့အချိန်အတွက်ဟာ OT ချိန်ဖြစ်ပြီးလောက်အားခလည်းရရှိမှာပဲဖြစ်ပါတယ်။အကယ်၍အလုတ်ရှင်မှတာမန်အလုတ်စင်းချိန်ထက်စောပြီးအလုတ်စင်းစေတာဒါမှမဟုတ်တာမန်အလုတ်နားချိန်ထက်နောက်ကျစွာအလုတ်နားစေတာကြောင့်အလုတ်သမားတွေအနေနဲ့တာမန်အလုတ်စင်းရဲ့အတွင်းအချိန်ပိုလောက်အားခတနာရီကိုတာမန်အလုတ်ချိန်တနာရီထက်တစ်ဆခွဲရရှိမှာပဲဖြစ်ပါတယ်။အလုတ်ပိတ်ရက် OTG ကတော့အလုတ်ပိတ်ရက်အတွင်းအလုတ်ရှင်မှခိုင်းစေ၍တော်၎င်းအလုတ်သမားကိုအလုတ်လုပ်ကင်စေခြင်းဖြင့်တော်၎င်း OTG ဟာတနာရီလောက်အားကရဲ့3ဆရရှိမှာပဲဖြစ်ပါတယ်။အလုတ်ပိတ်ရက်အမျိုးအစားများကိုကြေညာပေးပါမယ်။အပတ်စဉ်အလုတ်ပိတ်ရက်အလုတ်ရှင်မှအလုတ်နားရက်ကိုသတ်မှတ်၍ကြေညာပေးရပါမယ်။တစ်ပတ်အတွင်းတစ်ရက်ထက်မနည်းသောအလုတ်နားရက်ရှိရပါမယ်။အလုတ်သမားတွေဟာအလုတ်ကို6ရက်ဇက်တိုက်ဆင်းပြီးလင်တစ်ရက်ကိုအလုတ်နားခွင့်ရှိပါတယ်။ရိုးရာဓလေ့ထုံးတမ်းစင်လာများအတွက်အလုတ်နာခြင်းအလုတ်ရှင်အနေနဲ့အလုတ်သမားတွေရိုးရာဓလေ့ထုံးတမ်းစင်လာရက်တွေကိုသတ်မှတ်ပေးရပါမယ်။ဥပမာနှစ်တစ်ကူရက်၊ကြံရက်အလုတ်သမားနေ့သတင်းကျွတ်ဘရင်မွေးနေ့စတဲ့နေ့တွေအတွက်အလုတ်ပိတ်ရက်တစ်နှစ်ကို73ရက်ထက်မနည်းသတ်မှတ်ပေးရပါမယ်။အလုတ်ပိတ်ရက်အတွင်းလောက်အားကနဲ့ OTG တွက်ချက်ရမှာကြုံတွေ့ရတဲ့ပြဿနာများစက်ရုံတော်တော်များများမှအလုတ်သမားတွေဟာအလုတ်စင်းချိန်အလုတ်နားချိန်တိကျပြီးမဲ့ OT ချိန်မှာအလုတ်သမားတွေတည်ရှိဖို့အတွက်ကြီးညာထားတာမျိုးတော့မရှိပါဘူး။အလုတ်သမားတအုပ်ဟာအလုတ်ချိန်8နာရီဆင်းပြီးတဲ့အခါ9နာရီမြောက်တဲ့အလုတ်ချိန်ဟာ OT ချိန်ရဲ့ပထမဆုံးနာရီဖြစ်ပါတယ်။ဥပမာအလုတ်သမားဟာအလုတ်ချိန်10နာရီပြည့်အောင်လုပ်တဲ့နေ့ဟာ OT 2နာရီဆင်းရတယ်လို့ယူဆရမှာပါ။တာမန်အလုတ်ဆင်းရမှာတနာရီအချိန်ပိုဆင်းရင်လောက်အားခရဲ့1.5စာအလုတ်ပိတ်ရမှာ OT တနာရီဆင်းရင်လောက်အားခရဲ့3စာရရှိမှာပဲဖြစ်ပါတယ်အလုတ်ရှင်ဟာအလုတ်ခွင်စည်းကမ်းတွေကိုသတ်မှတ်ပေးတာအလုတ်ပိတ်ရက်တွေမှာအလုတ်ပိတ်တဲ့အကြောင်းပြောပြရမှာဖြစ်ပါတယ်အလုတ်သမားတွေဟာအလုတ်6ရက်ဆင်းပြီး9ရက်နေ့မှာအပတ်စဉ်အလုတ်ပိတ်ရက်ဖြစ်တာကြောင့်လစားအလုတ်သမားတွေအတွက်အလုတ်ပိတ်ရက်မှာအလုတ်ဆင်းရလဲလောက်အားကတဆရရှိမှာပါနေ့စားအလုတ်သမားနဲ့ပုတ်ပြက်အလုတ်သမားတွေအတွက်အလုတ်ပိတ်ရက်မှာအလုတ်ဆင်းရရင်တာမန်လောက်အားကထက်လောက်အားက2ဆရရှိမှာပဲဖြစ်ပါတယ်